မနေ့က16ရက်နေ့ဘယ်သူတွေကံကောင်းကြလဲရှင်ဒီပုံထဲကလေမေယာ2ယောက်ဆိုရင်အရန်ဒီမှာကံကောင်းတယ်ရိုးရိုးကံကောင်းတာမဟုတ်ဘူးဒီလေမေယာ2ယောက်လေရှင်73ရွက်တောင်ပေါက်တယ်တရွက်6တန်း73ရွက်ဆိုရင်88တန်းတောင်ရတယ်ရှင်တန်း100နီးပါးထိုင်းဘတ်ငွေတော့ရှင်ဒီလေမေယာ2ယောက်ကလေအသက်ငယ်ငယ်ရွယ်ပဲရှိသေးတယ်မိမဖြစ်သူကအသက်20ကျော်ယောက်ျားဖြစ်သူလည်းအသက်30နှစ်လောက်ပဲရှိတယ်ရှင်ယောက်ျားလည်းရှိတဲ့အလုပ်ပဲလုပ်သွားတဲ့သူအဲ့လိုမျိုးချမ်းသာတဲ့သူမဟုတ်တဲ့ရှင်သူတို့ကဘယ်ကနေရလာလဲဆိုတော့သူတို့မှာစင်ကယ်ရှိရဲ့မိမဖြစ်သူကယောက်ျားကိုစင်ကယ်နံပါတ်အတိုင်းတောင်းဝယ်ခိုင်းတဲ့ရှင်ယောက်ျားလည်း application ထဲကနေဝယ်လိုက်တယ်73ရွက်ဝယ်တယ်အခြားရွက်တွေလည်းဝယ်သေးရရှင်ဒါပေမဲ့ဒီ73ရွက်ကအကုန်လုံးကပထမစုတွေကြဲကြဲပဲရှင်ကံကောင်းလိုက်တာမိမကယောက်ျားကိုတော့ဝယ်ခိုင်းတယ်ယောက်ျားလေးတကယ်73ရွက်တောင်တော့ဝယ်လာတယ်သူတို့ဒီငွေကိုရပြီးပါယူသွားလို့မလဲဆိုတော့အိမ်တော့ဝယ်မယ်တဲ့ရှင်ဆဆရှင်သူတို့73ရွက်ကံကောင်းတော့မှန်တိတော့လင်မယားနှစ်ယောက်စလုံးကမူးလဲမတက်ဖြစ်သွားတဲ့ရှင်ကံကောင်းတဲ့သူကဒီလင်မယားနှစ်ယောက်ပဲမကောက်အခြားသူများတွေလည်းကံကောင်းတာအများကြီးရှိတယ်ရွာသူရွာသားတစုကအချုံဘူးတွေမှာနေတဲ့သူတွေရှင်တို့ရှိလားวัดกล้วยสุกတဲ့ရှင်วัดกล้วยสุกကနေဟိုဟာဖယားမှာတော့စုတောင်းကြတယ်တော့တောင်းကြတယ်အယောက်20ပထမစုတွေတော့မဟုတ်ရှင်ဒါပေမဲ့အဲ့လိုမျိုးထောင်ချီတောင်းချီတိန်းချီတွေနဲ့ရကြလို့ဒီနေ့အဲ့ဒီရွာသူရွာသားတွေကဖုန်ကြီးเจ้าကိုပြန်သွားပြီးအလူတွေပြန်သွားလောက်ကြတယ်ရှင်နောက်အမျိုးသမီးလဲချုံဘူရီမှာရှိတဲ့ဝတ်ဒေါန်ထုံကိုသွားပြီးအဲ့ဒီဖုန်ကြီးเจ้าကနေကံကောင်းမှုတွေရလာတယ်တဲ့ရှင်တယောက်ပတ်2သိန်းလောက်တောင်ရသွားတယ်ဒီနေ့သူတို့2ယောက်လဲအဲ့ဒီဖုန်ကြီးเจ้าကိုပြန်သွားပြီးတော့ကုသိုလ်ပြန်သွားလောက်ကြတယ်ရှင်ကံကောင်းတဲ့သူတွေနဲ့ထက်တူဝမ်းသာပါတယ်ရှင်ဘယ်ခါမှကိုယ်လဲရောက်မလဲမသိဘူးပထမမရတာတော့မှဒုတိယတတိယနဲ့လဲကောင်းပြီရှင်ဘာလို့လဲဆိုတော့တတိယဆိုရင်တော့မှတရွက်ကို8000လားမသိရတယ်ရှင်သူရဲ့ရှင်တို့ရောတကယ်လို့88တန်းရရင်ဘာယူသွားလို့မလဲရှင်